ကလားเจ้าဆိုတော့အုတ်တင်နဲ့စောက်တဲ့เจ้าနေပါတဲ့စက်ကြီးတိုက်ထဲကစကပြန်ဆိုတဲ့စာအုပ်ရှာဝန်တင်ရေးတဲ့စာအုပ်အဲ့ကျမှဒီလိုတိတာမကြသေးဘူးပြီးတော့တည့်တလားမပြည့်သေးဘူးကလားเจ้าဆိုတော့ဒီအရင်တော့အာယုံကနဲ့ဇောင်းနေလို့တော့တိထားတယ်သူတို့ကလားเจ้าကဘာကိုပြောရအောင်ဆိုတော့အုတ်နဲ့စောက်တဲ့เจ้าဟာဟုတ်တယ်အဲ့ဒါကြောင့် तू ကခံတက်တွေတောက်တဲ့အခါအဲ့ဒီကလားเจ้าလို့ခေါ်တယ်အုတ်တွေနဲ့စောက်ထားတဲ့အစောက်ဦးတွေဖျားမဟုတ်ဘူးဆိုအကုန်ဖြတ်အဲ့မှာခံတက်စောက်ဒါကြောင့်ဒီလိုတို့နိုင်ငံရဲ့စာကြီးတိုက်တွေကဗကန်ခစ်နေရစစ်တလင်းဖြစ်သွားတယ်။ဘာဖြစ်သွားလဲ။စစ်တလင်းဖြစ်သွားတယ်။ပညာရေးကနေစီးရေးပဲရောက်သွား။ပညာမတက်တဲ့မင်းဆိုရဥဆောင်တဲ့အခါကျတော့လေတရုတ်ပြည်မင်းလက်ထက်မှာဟုတ်လား။နောက်အဲ့ဒီမှာဘသူဝင်ကူရလို့မြာ။တမိုင်းထဲမှာနည်းနည်းလေးလုပ်ကြည့်ပါအောင်ထုတ်ကြည့်သွားမအောင်။တရုတ်နဲ့စစ်ဖြစ်တော့ဘသူဝင်ကူอ่ะ။ဟဲ့။ပန်းတကူမတခေ။နောက်ထပ်ရောရှင်ဒိတာပါမောက်ခါဟုတ်တယ်မလားရှင်ဒိတာပါမောက်လေဆိုတော့နိုင်ငံရေးနဲ့ယဟန်တန်ကစာအုပ်နာမည်ညွှန်းတာပါဗျာဒီတော့စာအကြောင်းပြောတော့မှရှင်များစာအုပ်တွေညွှန်းတော့မှရှင်များတို့ဖတ်တာမဖတ်တာရှင်များတို့အပိုင်တပြီးတော့ပြောသွားမယ်နော်နိုင်ငံရေးနဲ့ယဟန်တန်ကဆရာတင်နိုင်တို့ရေးပါတယ်ဗျာဘုန်းကြီးတွေနိုင်ငံရေးလုံးမယ်ဆိုရင်လေအဲ့စာအုပ်တော့ဖတ်တဲ့နေတင်တယ်ခေတ်ဆက်ဆက်နဲ့ယဟန်တန်ကတွေကဘလို့နိုင်ငံရေးမှာပါဝင်ခဲ့တယ်ဘလို့အခြေအနေမှာနိုင်ငံအတွက်အစဉ်အသင်းဖြစ်နေကြဘလို့မျိုးကြိုးစားအားထုတ်ခဲ့လဲဆိုတာဗကန်ခိကနေရှင်များယနေ့ခေတ်ထိအောင်ကိုလိုနီခေတ်ထိအောင်ပေါ့လေဆရာကြီးရေးတာတော်တော်ကောင်းတယ်နိုင်ငံရေးနဲ့ရန်တန်ကဒီပြီးတော့ဒီမှာတော့စာအုပ်ရှိတယ်တိတ်ပြီးတော့ပေးငှမဖက်ချင်ဘာလို့ငှဖက်ရင်တခါတည်းပြန်မရတပည့်ကူရဲကိုစာအုပ်ပုံလေးပို့ပေးပါဗျာနော်အဲရှင်များတို့ရှားပြီးတော့ကပ်ပြီးပေါ့ဗျာနိုင်ငံရေးနဲ့ရန်တန်ကတော်တော်ကောင်းတယ်တော်တော်ဖတ်တယ်အဲ့ထက်မှလည်းဒီအကြောင်းအရာပါအခုတပည့်တော့ပြောမယ်အကြောင်းအရာအချင်းအပြည့်ပါရှင်ဒိတာပါမောက်ကနော်စစ်ပြမဲ့အရေးခင်းကိုပေါ်လာတဲ့အခါသူ့ရဲ့ diplomacy လို့ခေါ်တယ်တန်ခင်းတမန်ခင်းအတက်ရဟန်းတန်ကကျွမ်းကျင်တဲ့အခါကျတော့သူ့ရောက်ဒီလိုနိုင်ငံစစ်မဖြစ်ပဲနဲ့ဗကန်ခင်းကလည်းတတ်တရတဲ့ခါရခဲ့တယ်ပေါ့တရုတ်ရဲ့အောက်ကိုလေအဲ့ဒါတွေတွေ့ရထားတော့ဒီဘက်ဘာပြောချင်လဲဆိုတော့အဲ့ဒီမှာတရုတ်ပြည်မင်းရဲ့အုံနောက်အတွေးကောဘလောက်တိမ်ဖြင်းလိုက်လဲစာကြည့်တိုက်ကြီးတွေလို့ပညာရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်အောင်မယ်စားဘာလို့လဲစာကြည့်တိုက်တွေကိုစစ်တလင်းဖြစ်အောင်ခံတက်ဆောက်ပြစ်တယ်ဒါကြောင့်တရုတ်ရဲ့ပညာရေးဟာစစ်တလင်းမြင်ဖြစ်သွားတယ်။ဗကန်ခက်မှာခေတ်ဆက်ဆက်ကအားကောင်းခဲ့တဲ့ဟာအလုံးမတန်အားနေတော်တာကိုတွေ့ရ။ဒါကြောင့်နောက်အဆက်လောက်တွေကြတော့ဗကန်မှာစောမွန်နဲ့လက်ထက်ကြတော့ဗကန်ပြတ်တာဟုတ်ဗျ။ဗကန်က50သက်လို့လည်းပြောတယ်58သက်လို့လည်းပြောတယ်။ကဲတမိုင်းလေးနဲ့ကောက်ကြည့်အောင်ဗျာ။ဗကန်ဦးဆုံးတီထောင်တာဘယ်သူလဲဗျာ။နော်ထား။နောက်ထပ်ရောသမုဒ္ဒရိဟုတ်တယ်။ဗကန်သမုဒ္ဒရိကစပထမပကံဒုတိယပကံတတိယပကံသရုပ်ရပကံပကံ၄သက်ရှိပါတယ်ဗျပကံဘယ်နှဆက်လဲဗျ40နော်ပကံ၄သက်